အားလုံးပဲမင်္ဂလာပါအခုလောလောဆယ်အရန်ခက်စားတဲ့ SP အကြောင်းပေါ့နော်အတိတ်ကတော့ SP ကိုအကြောင်းပြောချင်တာမဟုတ်ဘူးလူလောဘအကြောင်းကိုနည်းနည်းလေးပြောပြချင်တာပေါ့ Sony Picture Company နာမသိဘူးကျွန်တော်လည်း SP လို့ပဲသိတယ်ပေါ့နော်အဲ့ဒါမနေ့တုန်းကလောက်ကြတယ်ကျွန်တော်တော့မယုံဘူးဒါပေမဲ့ကျွန်တော်အနီးနားမှာရှိတဲ့လူတွေကုံလုံးလူတွေကလုပ်တဲ့ခါကျတော့သူတို့ကငွေရတယ်ပေါ့နော်အမျက်လဲရတယ်သူတို့ပြောစကားအရဆိုရင်တော့လုပ်ရင်လုပ်ပေါ့ကွာအပြောဘူးဆိုရင်ကိုလည်းစားကိုကရင်အဲ့လိုပုံစံနဲ့လုပ်ကြတဲ့ခါကျတော့ကျွန်တော်လည်းစိတ်ပါလာတယ်မနေ့ကလေးကျွန်တော်နဲ့ဆက်ဆက်လက်လူတွေပေါ့ဒါကမဖြစ်နိုင်ဘူးပေါ့ပြောတယ်ဒါပေမဲ့လူလောပါပေါ့နော်ကျွန်တော်ကိုယ်တိုင်ကဟာလုပ်ကြည့်sinစိတ်ဖြစ်လာတယ်ဆိုတော့ရှင်းပြောမယ်ကွာကျွန်တော်က F3 လာအဲ့ဒါကို2နေရာနဲ့လုတ်ပလိုက်တယ်2နေရာဆိုတော့12သိန်းပေါ့နော်12သိန်းနဲ့ကျွန်တော်လုတ်တယ်ခုတတိပဲစလားတုံးလို့လည်းမရတော့ဘူး12သိန်းတော့ဆိုတော့ပြောချင်တာအနော်ကအခုကရှုံးမှလားမရှုံးဘူးလားဆိုလည်းမသိတော့ဘူးဒါပေမဲ့ရှုံးပြီလို့ပဲမှတ်လိုက်တယ်မရှုံးဘူးဆိုရင်လည်းနည်းနည်းရရင်တော့ယူမှာပေါ့ပြောချင်တာဒီနေရာမှာကျွန်တော်ပြောချင်တာကျွန်တော်ကိုယ်တိုင်ကထင်ထားတဲ့ဟာချက်ဒါမဖြစ်နိုင်ဘူးအဲ့လိုငွေချင်းဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်ဆက်လူတွေကိုပြောတဲ့ဟာကသူများရတဲ့ခါကျကျွန်တော်လည်းလောဘတက်လာတယ်အဲ့ဒါကိုပြောချင်တာဘယ်သူကမှအပြစ်ပြောတာမဟုတ်ဘူးနော်အခုတတိတဲ့ကိုလှုပ်ချင်တော့လှုပ်ပါအဲ့ဒါတော့ကို့အပိုင်းပေါ့ကျွန်တော်ကလောဘအကြောင်းကိုပြောတာကျွန်တော်တီးတဲ့လူ2ယောက်တယောက်ဆိုတော့24သိန်းခုလုပ်တယ်တယောက်ဆိုတော့45သိန်းခုတောင်လုပ်တယ်ကျွန်တော်မသိတာပြောဘူးနော်အာဟိုတသိန်းခွဲ6သိန်းကတော့အများကြီးပဲသူများတွေလုပ်တဲ့ခါကျကြာနေတဲ့ခါကျတော့ကျွန်တော်လည်းလောဘတက်လာတယ်ဟာဝတ်တနည်းလောက်တာရှိမယ်ဆိုတော့သိန်းဘယ်လောက်ရမလဲအေးကျွန်တော်ကိုယ်တိုင်မယုံတဲ့ဟာကြည့်ဘူးနော်လောဘတက်လာပြီးမှကျွန်တော်ကိုယ်တိုင်လည်းလုတ်ခဲ့မိတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးငငယ်တော့တကယ်ဖြစ်ပြလေးပေါ့ချင်းလူမျိုးပဲသူကဟာခါမှနေတာဟာခါမှနေတယ်ဒါပြီးရင်ဟိုချိုင်းနာဟိုတရုတ်လူမျိုးနဲ့စီးပွားတူလုပ်တယ်အတူတူလုပ်တယ်ညစ်တွေကြလာတယ်ဆိုတော့သူတို့ကဘုံတဲ့တဘောဘောနော်အဲ့ဒီခေတ်တုန်းကတိမ်ခေါင်ချီငွေတာပါပြီးမှဆိုင်ကယ်နဲ့စီးနေတော့ကြတာတဲ့အဲ့လိုမျိုးချင်းလူမျိုးလဲဟိုတရုတ်လူမျိုးကိုတအားယုံသွားပြီဆိုတော့ချင်းလူမျိုးမောင်းတယ်ခန္ဓာကိုယ်လည်းကြီးတယ်သူ့ညီချင်းပြောလို့ကျွန်တော်လည်းတိတာပေါ့နော်ဆိုင်ကယ်တော့တဲ့ခါကျတော့ဟိုတရုတ်ကောင်ကငွေသားလေးတင်းထောင်ချီဆိုတော့လောဘတက်တယ်ဆိုတော့ထင်တာပေါ့နော်အရင်တော့ခင်ချင်းတအားခင်မှာလောဘတက်ပြီးမှဒါမှမဟုတ်လို့အကျဉ်းနဲ့ဖြစ်တာလားမသိဘူးသူရဲ့စီပွားဟဲ့လူတတ်လိုက်ရတယ်မှာပြောချင်တာကျွန်တော်ကိုယ်တိုင်လဲလောဘဆိုတာဘောနော်အရန်ကြောက်ရှာခေါင်းတယ်ကိုယုံထားတဲ့ဟာတွေတော့မှယုံကြည်မှုတော့မှပေဖြတ်နိုင်တယ်ဒါမှမဟုတ်အခင်းဆုံးလူတော့မှငွေကြီးရတာအကျူမြတဲ့ခါကျတော့မိသားစုပဲဖြစ်ဆွေမျိုးပဲဖြစ်လောဘတက်တဲ့ခါကျတော့မျက်စိကဘာမှမမြင်တော့ဘူးနော်ပုံမှန်မလုပ်ရတဲ့ဟာကိုလုပ်ရတဲ့စိတ်ဖြစ်တော့လောဘတက်တဲ့ခါကျတော့မျက်စိကပြာတော့ရောငုံတော့ရောဘာမှမမြင်တော့ဘူးလောဘအဲ့လိုအထိကိုကြောက်ချင်ခေါင်းတာတော့အခု SP ကိစ္စနဲ့ပတ်သက်ပြီးမှကျွန်တော်လည်းဘာမှမသိပါဘူးဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ရှုံတာကိုပြောတာပါ12သိန်းတောင်ရှုံတော့ပါတယ်ဆိုတော့ကျွန်တော်လည်းယုံတော့မယုံခဲ့ဘူးဒါပေမဲ့လောဘတက်လို့လုပ်တာအဲ့လိုမျိုးပေါ့နော်လူဘဝမှာကူလောဘကိုထိန်းနိုင်မယ်ဒေါသကိုထိန်းနိုင်မယ်ဆိုတော့တော်များတော့ကိစ္စတော့စီပြီးမယ်ထင်တာပဲလောဘနဲ့ဒေါသကိုထိန်းနိုင်တဲ့လူဖြစ်ကြပါစေထိန်းနိုင်အောင်ကြိုးစားကြပါစေအားလုံးကိုကြည့်ကြပါခင်ဗျာ